ီတော့အခုအများဆုံးရောင်းရတာတော့ထီးတော့ကျွန်တော်ရွှေတကုံထီးနဲ့မကိုက်ထီးအဲ့နှစ်မျိုးကတော့အများဆုံးရောင်းတာ။ဘက်ကလူတွေအများဆုံးဝယ်ကြတော့မကိုက်ထီးဝယ်တာများကြတယ်။ကျွန်တော်နာမည်ကျော်လင်းပါကျွန်တော်ကတော့ဒီလောက်ကိုစားတော့ကျွန်တော်ဦးလေးစီကနေပညာတင်ပြီးတော့လုပ်တော့ပေါ့ကျွန်တော်လောက်တက်ကတော့15နှစ်လောက်ရှိကပီးမော်ကုန်းနေဖះเจ้าတွေမှာပန်းတောင်တွေပေါ့အဲ့ဒီလောက်ပေါ့ဒီပညာကိုရဖို့ကျွန်တော်ဆရာကြီးကတစ်နှစ်လောက်တင်ခဲ့ရတယ်ရင်တော့ကြီးခဲ့ဆိုတော့ကြီးမွေနေရတာပေါ့တို့ကတော့ကျွန်တော်စတီးနဲ့လောက်တော့ညတော့အပြင်ဟာဒီစတီးဝရိန်လေးနဲ့တွေ့ရမှာပေါ့ပေါ်တာမှုရှိရပေါ့ကြီးနဲ့ဆိုလို့ရှိရင်ရင်တော့3တိုင်းဆိုလို့ရှိရင်ကိုခေတ်မှာလုံးမှာဆိုလို့ရှိရင်6တိုင်းလောက်ပြရပေါ့စတီးနဲ့ကျတော့ကြီးလောက်တော့ဒီပေါ့စတီးကကျတော့ကိုခေတ်ဆိုလို့ရှိရင်တပေတကူလို့ရှိရင်အတိုင်း7တောင်းနဲ့အဲ့လောက်တော့ရှိရပါကျွန်တော်ကတော့ပုံဆွဲပေါ့ပုံဆွဲပြီးပုံထုတ်တယ်ပြီးကျွန်တော်စတီးပြားပေါ်မှာတစ်ခါပြန်ရပေါ့ပြန်ရပြီးတော့မှကျွန်တော်တို့ဒီလိုစိုးရေးနဲ့ပြန်ပြီးတော့ကိုလုံးမဲ့ဥစ္စာလေးလိုက်ဖောက်တက်ပြီးတော့လိုက်ကြောင်းလေးကလေးအလှခေါ်ရတာပေါ့ဘုံနိုင်မှာတင်းနေဟင်းလာပြီဆိုလည်းအဲ့လိုပဲကျွန်တော်ပုံဆွဲရပြီးတော့စတီးပြားပေါ်မှာယာပြီးတော့ကိုလိုချင်တဲ့ဒီဇိုင်းကိုပြန်ပြီးတော့လောက်ရတာချန်တီရှိရတလိုင်းကြီးရှိရဒီကတော့သူ့ပုံမှန်တူအများကြီးရပါပေါ့သူတကုံတီးကျတော့သူကကနုတ်ပန်းနေပါရတော့မပါဘူးသူကတော့ကွက်လေးခေါ်ရပြီးဟောတာပေါ့မကိုက်တီးကျတော့ကျွန်တော်တို့မြန်မာမှုကနုတ်ပန်းနေနဲ့လောက်ပါတော့အဲ့ညတော့ဥမာ9000ပြည့်စီဆိုလို့ရှိရင်ဆက်လက်မှပြီးတော့ပြင်ကျွန်တော်လောရတဲ့ဒီဇိုက်တွေကတော့အများဆုံးကတော့ဒီတပေ18 16လက်မ20 2ပေခွဲ3ပေ4ပေအဲ့လိုမျိုးလောရတာအများဆုံးပေါ့ခက်ခဲရတော့ရှိရပေါ့အများကြီးတော့ဒီစို့ကိုကင်တတ်ဖို့အတွက်တော်တော်တင်းယူရတယ်ဒီခါလေးဆိုရင်ချီမရီထုံးနေတယ်ဒါလို့ချင်းအဲ့လက်တွေခေါ်ထုံးနေအားမျိုးရှိရတယ်ကျွန်တော်ကကျွန်တော်ပြီးတော့လာပေါ့ဘုန်းနောက်ပိုင်းကျွန်တော်စတီးစီတွေပါရတော်တော်ထုံးကားလာအဲ့ဒါတော့တော်တော်လောက်ရတယ်ကျွန်တော်ကဆွေးအောင်စတီးစီတွေပေါ့အားမျိုးကျွန်တော်ကနေနဲ့ပေါ့အများဆုံးကတော့ AR တိုင်းရမှာပေါ့အားမျိုးလိုက်ရှင်ကျွန်တော်ကလည်းကတော့တော်တော်လေးလောက်ရပါတယ်ကျွန်တော်ကတော့စတီးစီတွေပါညာဆိုလို့ချင်းတိတ်မလောက်ရဘူးတို့ပန်းအောင်ပန်းခွဲတွေလောက်ရတာဘုန်းနောက်ပိုင်းကျတော့အုပ်နဲ့မလောက်တော့ဘူးတခြားပိန်တွေပါပေါ်မှာတင်မယ်ဆိုလို့ချင်းစတီးဆိုအောင်ပြီးပေါ်ပါပါရှိအောင်အားလို့ကြကြကျွန်တော်တို့မှာဖျားတက်ထူလိုက်တယ်တော့မယ်ဆိုလို့ရှိရင်ဘုံကြီးတက်လွတ်နေပြီဆိုရင်တက်လွတ်နေစားရတယ်သူအဲ့ကျမှရက်ရတာတောက်စားခွင့်မပြုဆိုရင်အဲ့မှာမတောက်ရဘူးအားမျိုးလေးတော့ကြောင်နေရတာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုးကွယ်တာပဲဖျားเจ้าလေးရှိနေတဲ့ကြီးကတော့ကျွန်တော်တို့လောက်ကတော့ပျောက်ပြောင်းမှာတော့မဟုတ်ဘူးဒီပန်းအောင်ပန်းဆွဲတို့ဖျားတို့ဘာလို့ဒီကတော့ဒါတော့ပျောက်ပြောင်းတော့မဟုတ်ဒါတော့အများအားမလုပ်နေ